ဒီနေ့ကတော့ကျွန်တော်တို့ရောင်းအရန်ရှားတဲ့ဒါပေ80လမ်းကျယ် engine လမ်းမပေါ်မှာရှိတဲ့classic အိမ်တစ်လုံးကိုကျွန်တော်ဒီနေ့ house tour လုပ်ပေးမှာဖြစ်ပါတယ်ဒီရင်တော့ရောင်းမှာပေါ့နော်ဒီအိမ်မှာလည်းကျွန်တော်တို့ဒါမတူညီတဲ့အခန်းဖွဲ့စည်းပုံလေးတွေရှိရဲအိမ်ဆောက်ချင်တဲ့လူဖြစ်ဖြစ်အိမ်ဝယ်ခြင်းတဲ့လူဆိုရင်ဒါပို့ပြီးတော့ကြည့်တင်တာပေါ့နော်location ကောင်းတယ်အခန်းဖွဲ့စည်းပုံကောင်းတယ်အခန်းတွေကလည်းအကျယ်ကြီးတွေပေါ့နော်ဆိုတော့ပစ္စည်းလည်းကောင်းတဲ့အိမ်တစ်လုံးလည်းပြမှာဖြစ်ပါတယ်ဈေးနှုန်းကိုတော့ကျွန်တော်ဗီဒီယိုအဆုံးမှာပြောပေးမယ်ပြီးတော့ဒီ ancient phone number လည်း description မှာထည့်ထားပေးမယ်တခါလဲဆက်သွယ်ပြီးတော့လာပြီးဝယ်လို့ရအောင်ပေါ့နော်ဆိုတော့ design ကတော့ classic design ကိုမှဒါ Chansey design တွေအခုံးလေးတွေနဲ့ကနုတ်တွေနဲ့တုံးထားပေးတယ်သူက 3RC အပြည့်ပေါ့နော်ဒီရဲ့ selling point ရပါတယ်ဆိုရင်ဒီ engine lamp ပုံမှာရောင်းခွက်ကလုံးဝရှားတယ်မြေကွက်ကြီးပဲ2200လောက်ရှိတဲ့ဒီလမ်းမပုံမှာပေါ့နော်ဆိုဒီကနေ car garage ကိုဝင်လိုက်ပြီဆိုရင်ဒီကနေ car garage ပေါ့နော်ဒီမှာကြည့်လိုက်ဒီ Chansey design တွေအစအရန်ကိုgrand ဖြစ်တဲ့ဒီကိုကျွန်တော်တို့ကြီးကျယ်ခမ်းနားတဲ့ရောင်ရောကနုတ်ဒီဇိုင်းတွေအစမြင်ရမှာပေါ့နော်ဆိုတော့ဒီမှာကြည့် grand entry ရဲ့အစပေါ့နော်ဒီလိုအခုံးလေးတွေယူထားတယ်ကျွန်းတကားအချက်ကြီးကိုတုံးထားပြီးတော့ကျွန်တော်တို့အရှိဘက်ကောဘေးဘက်ကောကျွန်တော်နေရာလေးခြံထားပြီပြီးတော့ဒီအိမ်ဆိုရင်အနောက်ဘက်မှာကျွန်တော်တို့ west kitchen ကိုလည်းတေချာလေးလုပ်ထားပြီးတော့မြင်ရမှာဖြစ်ပါတယ်နောက်သူ့ရဲ့အခန်းယူဆကွဲတယ်ဆိုတဲ့ဟာကိုဘယ်မှာတတိထားမိလဲဆိုရင်ဧကန်ပေါ့နော်ဒီဘက်ဘေးနားကလည်း slide door နဲ့ဖွင့်လို့ရတယ်အလွာတိုင်းမှာကျွန်တော်တို့အခန်းကို slide door လေးနဲ့ကျွန်တော်တို့ balcony လေးတွေလုပ်ထားပြီးတာကိုတွေ့ရမှာဖြစ်ပါတယ်သူကတော့ဒီ lamp plane ကတော့ဒီတော်လေးဒီ engine lamp ကနာမည်ကြီးပြီးတာပေါ့နော်မြင့်ပြီးတာဒါအောင်မှကျွန်တော်ထပ်မြင့်ပြီးတော့ဒီဘက်မှာကိုယ့်ရဲ့ကားကိုcar wash မှာထားအပြင်မှာဆိုတော့ကားကိုဒီလိုထားမယ်ဆိုရင်4စီး8စီးလောက်ကိုကောင်းကောင်းထားလို့ရရင်ပေါ့နော်ပြီးတော့နောက်ဒီဘက်ချမ်းကနေပြီးတော့ဒီကိုကျွန်တော်တို့3ပေခွဲလောက်ခြံထားတယ်ဒီကနေပြီးတော့ဆင်းပြီးတော့အနောက်ကိုကျွန်တော် west kitchen ကိုတွားလို့ရတယ်ဒါ house tour ဆိုတော့လေကျွန်တော်တချို့အိမ်ဆောက်ချင်တဲ့လူတွေအတွက်အမြင်လေးတွေကျွန်တော် share ပေးချင်တယ်နောက်ပြီးဝယ်မဲ့လူတွေအတွက်လည်းဒါတခါလေးကြည့်သွားလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့အိမ်မကြီးကိုဒီလိုဒီကတစ်တစ်တက်ပြီးသွားပြီပြောမှဆိုရင် land တဲ့အနည်းဆုံးကျွန်တော်တို့2ပေခွဲ3ပေတော့မြင့်ပြီးသွားပြီပေါ့နော်နောက်ဒီမှာဆိုရင်မှန်ပေါ့နော်ဒါအပြင်သွားခါနီး outfit check လုပ်လို့ရတယ်ဒီမှာဖက်နှက်လေးတွေရောလည်းဘိန်းညာဒီတဲ့ကျွန်တော်မိုးလုံးလေးလုံးဖြစ်သွားပါတော့ဆိုအခုကျွန်တော်အိမ်ထဲဝင်ကြည့်အောင်ဒီမှာကျွန်းတကားကြီးကိုကျွန်တော်9ပေရှိတဲ့ကျွန်းတကားကြီးကိုအခုံးပုံစံယူထားပေးတယ် smart lock တုံးထားပြီးတော့နံပါတ်1ဝင်လိုက်တာနဲ့ဒါဧကန်ပေါ့နော်ဧကန်ကိုကျွန်တော်တို့ဒီအကျယ်ကြီးကိုယူထားတဲ့ feeling ကဝင်လိုက်တာနဲ့ grand ဖြစ်တဲ့ feeling ရတယ်။ဘာလို့လဲဆိုတော့ပုံမှန်တချို့အိမ်တွေဆိုရင်ကျွန်တော်တို့ဒီအခန်းကိုကြဲကြဲလူချင်တာဖြစ်တော့ကြောင့်ဧကန်ကိုဒီနားလောက်3ပေလောက်ထည့်ယူလိုက်ဆိုတော့နည်းနည်းကျန်းသွားတယ်။ sofa အကြီးထားဖို့တော့နည်းနည်းခက်သွားတယ်နော်။ဆိုတော့ဒီအခုအိမ်မှာမြင်ရမှာကအခုလို floor လို့ ceiling လို့ပြောလို့ရတဲ့မှန်တကားအချက်၄ချက်ကိုယူထားတယ်ဆိုတော့ lighting အရင်ကောင်းသွားတယ် TV console တွေနောက်ပြီးတော့ဒါတွေကတော့ fitted ပေါ့နော်ဒီခါလေးပါပြီးသားနောက်တစ်ခုကတော့ကျွန်တော် CCTV ရော internet ရော LAN ကြိုးတွေအကုန်လုံးဒီမှာ install လုပ်ထားပြီးရပေါ့နော်ဆိုတော့ဒီ TV တွေမှာ CCTV ကြည့်ချင်တာဖြစ်ဖြစ် internet သုံးချင်တာဖြစ်ဖြစ် YouTube ကြည့်ချင်တာဖြစ်ဖြစ် Netflix ကြည့်ချင်တာဖြစ်တော့သူက cable နဲ့ဆိုတော့ line အရင်ကောင်းသွားမှာပေါ့နော်ဆိုတော့ဒီမကြည့်ဘယ်လိုလဲစီလင်းကလည်းမြင့်တယ် CCTV အားလုံးပါပြီးတာပေါ့နော်နောက်တစ်ခုကဒီအိမ်မှာ legal အိမ်ပေါ့ဒီ legal အိမ်ကကျွန်တော် space ကဒီလိုခရုခွေယူမယ်ဆိုရင်အကြီးဖြစ်သွားတယ်အဲ့လိုဆိုရင်သူက space အရင်ကျယ်သွားတယ်အဲ့ဒါမှဒီအိမ်မှာကျွန်တော်ပုံမှန်တောင်ချိုးကိုယူထားတာဖြစ်ဘေးဥပုံစံပေါ့နော်ဘေးဥပုံစံယူထားတယ်အပေါ်ကနေအောက်ထိအလင်းအောင်ကောင်းကောင်းရနိုင်မယ်နောက်ဒီမှာဆိုရင်ကား brush ကနေဝင်လိုက်တာနဲ့အများသုံးဖို့ရေချိုးခန်း inverter တစ်ခုရယ်ပြီးတော့ inverter နဲ့ battery တခါတည်းပါပြီးသားပေါ့နော်မြေထက်မှာကျွန်တော်တို့ရေချိုးခန်း inverter တွဲပါတဲ့အိတ်ခန်းတစ်ခန်းရယ်ပြီးတော့dining kitchen ပေါ့နော်ဒီအိမ်မှာတော့ကျွန်တော် dining ဆိုရင်တီးတဲ့အပြင်ကိုထုတ်လိုက်တယ်ပေါ့နော်ဒီမှာ dining နဲ့ breakfast counter ဒီမှာဆို cross stone လေးနဲ့တုံးထားပေးတယ်ဒီထဲမှာ wine plate နဲ့ထားဖြစ် display လုပ်တာဖြစ်ကုန်အဆင်ပြေဆိုအိတ်ခန်းကတော့ကျွန်တော်နောက်မှပြမယ်ကျွန်တော်တို့kitchen ဒီနေရာမှာကျွန်တော် kitchen နှစ်ခုပြချင်တယ်ဒီမှာတော့ dry kitchen ပေါ့နော် dry kitchen တက်တက်ရဲ့လေးထားမယ်နောက်ပြီးတော့ wet kitchen အနောက်မှာရှိလား wet kitchen ကြီးပြကျွန်တော်ခုနပြောတဲ့ဒီအိမ်ကညာဘက်ချမ်းကနေပြီးတော့တောက်လျှောက်လာမယ်ဆိုရင်ဒီအနောက်ဘက်ဝင်မယ်အနောက်ဘက်မှာဆိုရင်ကျွန်တော်တို့အဝတ်လန်းတာတို့အသားငါးကင်ပြီးတော့ဒီအထဲကို
လာလို့ရတယ်ဒီမှာဆိုရင်ဟိုဘာနဲ့ပဲချက်ပေါ့နော်ပြီးတော့ရင်ဒီမှာတခိုးတွေပါမကတ်လို့မရအောင်ဒီချာလေးလောက်ထားပေးတယ်အပူခန်းဟိုတွတ်ဒီပါဒီချာလေးကတ်ထားပါနော်ဆိုတော့ဒီမှာတော့ရေချိုးခန်းတစ်ခုအနေနဲ့တုံးထားပြီးတော့ဒီမှာနှစ်ပေပတ်လေကျွေပြရင်းလင်းထင်းထင်းနဲ့ဟိုအကျဲနေရရမယ်ပေါ့နော်ဒီမှာကတော့အပေါ်အောက် cabinet အကုန်ပါပြီးဒါဆို sensor နဲ့ပေါ့နော်ကျွန်တော်ဒီလိုလောက်လိုက်ရင် sensor နဲ့ပြန်ပိတ်လိုက်ရင် sensor နဲ့ပဲဒီမှာ stock ကို gas တုံးလို့ရတယ် electric stock တုံးလို့ရတယ်နောက်ဒီဘက်မှာဒါလုံးဝရေခဲပြတူတို့အကြီးထက်လို့ရတယ်ဆိုတော့အနောက်ဘက်မှာလည်း make ပေါ့နော် make တို့မှလည်းကျဲတယ် green နဲ့ထက်နေဆိုရင်ထားလို့ရတယ်ဆိုတော့ဒီအိမ်မှာကျွန်တော်တို့တတိထားမိမှာဟို legal အိမ်ကိုလည်းသူကတောင်ကျိုးမဟုတ်ဘဲနဲ့ဘေးဥယူလိုက်တယ်တော်တော်မြင့်သွားတယ်ပြီးဧကန်းကိုလည်းကျွန်တော်တို့တော်လေးဟိုဒီလိုကြည့်လိုက်မယ်15ပေလောက်ယူလိုက်ရပါတော့အဲတော်တော်လေးကောင်းသွားတယ်နောက် kitchen ကိုလည်း dry wet kitchen ဆိုပြီးထားပြီးတော့နောက်တစ်ခုကတော့ဒါပေါ့နော်ခုနဧကန်းမှာလည်းကျွန်တော်တတိထားမိလိမ့်မယ်ကဲဧကန်းမှာလည်းဒီလိုဟို balcony တစ်ခုထုတ်ပြီးတော့ veranda ထုတ်လို့ရတယ်ဒီအခန်းမှာလည်းအဲ့လိုပဲဒီကနေပြီးတော့ကျွန်တော်တို့အပင်ပန်းဆိုင်တာဖြစ်ဖြစ်တဲ့မလားဒီကောင်းလေးတန်းယူတာဖြစ်ဥပမာကျွန်တော်တို့ဒီမဲ့ခေါင်းရင်းထားမယ်ဆိုရင်လည်းဒီပြောမှဆိုရင်တော့ပတင်းပေါက်တစ်ခုဆိုတာမျိုးတဲ့တကားတစ်ချက်ကြတော့လူရဲ့စိတ်ကဟိုထွက်ပေါက်တစ်ခုအနေနဲ့ရတယ်နော်နောက်ဗီဒီယိုတွေဆိုရင်လည်းအကုန်ပစ္စည်းထားလို့ရတယ်သူကကော်တွန်တစ်စိတ်တွေပဲတုံးထားပေးရပါတော့နှစ်ပေတစ်ပေကျွေပြကတ်တာတွေအစပါနော်ဆိုတော့အခုမိထက်မှာဒီအခန်းတစ်ခုလောက်ပဲပါလို့ဆိုအနောက်ဘက်မှာမိဘခန်းယူပေးလိုက်ရတာဆိုတော့ဒီအခန်းတစ်ခုလောက်ပဲကျင်းတယ်ပေါ့နော်ကျန်တဲ့အခန်းတွေကတော့အကျယ်ကြီးတွေပဲယူထားပါနော်ဆိုတော့အခုကျွန်တော်တို့ဒုတိယအလွာတော့ကြည့်မယ်လားဒီ legal အိမ်နင်းပြတွေကလည်းဒါတပေတုပေါ့နော်တပေတုဟိုမှာဟိုကျွန်းတွေကိုလည်း map အယောင်ပေါ့နော်ဒီလက်ရန်တွေအစလုံးကဟီးကြီးပဲတုံးထားပြီးတယ်ဒီမှာပေါ့နော်ဘေးဦးပေါ့နော်ဒီဘေးဦးကအပေါ်ကနေပြီးအောက်ထိ ventilation ကောင်းတယ်အပြင်ကျွန်တော်တို့ဒီဘက်အိမ်တောင်းကနေပြီးတော့လဲမှန်နေနဲ့ယူထားပါနော်ဆိုတော့ကျွန်တော်ဒီကနေကြည့်မယ်ဆိုရင်ပို့ပြီးတော့တည်တာလေးမယ်အပေါ်ဆုံးအလွာဒုတိယအလွာမြင်းကြီးထက်ပေါ့နော်ဘယ်ကနေပဲကြည့် lighting ရနိုင်မယ်ဆိုအခုက second floor မှာအိမ်ကန်3ခန်းရှိမယ်နံပါတ်1ဖះကျောင်းဆောင်လေးကြည့်လိုက်မယ်ဘယ်လောက်ကျယ်လဲဆိုဒီမှာကြည့်လိုက်ဆိုခုနလိုပေါ့နော်အဲ့ကန်အရန်ကျဲသွားတာဖြစ်တော့ကြောင့်ဒီဖះเจ้าဆောင်ကိုလည်းအကျဲကြီးလုပ်လိုက်တယ်ဒီဟာအကုန်လုံးကျွန်းကျွန်းနေနေပဲ comment မှာဆိုရင်ကျွန်တော်ဈေးကိုနောက်ဆုံးမှပြောပြီးပါလားကျွန်တော်စိတ်ကူးအရင်ပြအောင်ရှင်လိုက်ပြစီဆိုတာမျိုးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အများတန်းဈေးကိုတော့ကျွန်တော်နောက်ဆုံးမှပဲပြောပြီးမယ်အရင်ဆုံးကြည့်ပေါ့နော်ဘာလို့ဆိုအိမ်ဆောက်ချင်တဲ့လူတွေအတွက်လည်း idea အများကြီးရနေတယ်အခုအိမ်ဆောက်ပြီးရောင်းမဲ့လူတွေအတွက်လည်းဈေးကွက်ထဲမှာဒီလူအိမ်ဆိုရင်လူကြိုက်များပဲပေါ့နော်ဒီမှာကြည့် engine လိုင်းရဲ့ပတ်ဝန်းကျင်ကိုပဲအခုကြည့်လိုက်လုံးဝ engine အိမ်ကောင်းနေပဲဒါကတော့ P80 လမ်းကျဒီလိုနေရာမှာခုနကကျွန်တော်ဗီဒီယိုအစမှာပြောခဲ့တယ်လို့ပဲသူကအခုရရှားတယ်ဗျာလူတောင်းတန်ဟိုမရောင်းချင်ရအောင်ပြီးတော့ဒီမှာမြေကွက်ကြီးပဲ2000ကျော်ရှိအိမ်ဆောက်မယ်ဆိုရင်လည်းကုန်ကျစရိတ်အများကြီးရှိရောနော်ဒီအခန်းကတော့ပြောမှဆိုရင်တော့သူက master bedroom ပဲရေချိုးအိမ်နဲ့တွဲပဲတို့ဟိုအရှိပဲ view ရပါနော်ရေချိုးအိမ်နဲ့တွဲပဲကဲဆိုဒီကနေစပြီးတော့အခန်းကျယ်တွေပဲဒီဘက်ချမ်းအခန်းကျယ်နောက်ဒီလိုအခန်းကလည်းအခန်းကျယ်ဆိုအောင်မပြောခဲ့တယ်လို့ပဲသူ့ရဲ့အခန်းဖို့စီပုံရဲ့အားသာချက်ကအမြဲတမ်းဒီလိုမျိုးဝရန်တာတစ်ခုပါတာပေါ့နော်ဒီလိုမျိုးဝရန်တာတစ်ခုပါတာရဲ့အားသာချက်ကလူတယောက်ကိုပို့ပြီးတော့စိတ်ကိုလွတ်လပ်စေတယ်ပုတ်ပါစေတယ်ပြီးတော့ရင်ကျွန်တော်တို့တကားဖွင့်လိုက်မယ်ဆိုရင် lighting အပြည့်ရမယ်ပြီးရင်လေကောင်းလေတန်းအပြည့်ရဆိုတော့ဒီမှာ wardrobeဒီထဲမှာတော့ပြန်ဆင်းပါဘောနော်ဗီဒီယိုကိုဆင်းပြီးမှဒီအလဲမှာ island လဲထားနိုင်တို့ဂျိုးရီတို့ဘာလို့ထားပါနော်ဒီအိမ်နာမှာဆိုရင်ပတ်သက်ပါတယ်ဒါ non slip နှစ်ပေပတ်လေကြွေပြားပါနော်ဟိုဘာလို့ကျွန်တော် house tour လုပ်တဲ့ချိန်မှာဗီဒီယိုရှေ့ပြီးတော့တချို့ဟာတွေဘာလို့ပြောနေလဲဆိုရင်တကယ်တော့ဝယ်မဲ့လူတယောက်အတွက်ကိုနဲ့ဟိုဘယ်ဟာကိုက်ညီနိုင်လဲဟိုဘယ်ဟာလဲတွေအဲ့တော့ဟိုတတိမထားမိပဲနဲ့ကြော်သွားတဲ့ဟာမျိုးမရှိအောင်ပေါ့နော်ဘာလို့ဆို house tour တော့လောက်လာတော့အကြာကြီးရှိနေပြီဒါပေမဲ့လည်းဘယ်အိမ်ဆိုအများနဲ့ကြည့်တဲ့နဲ့တူညီတာ feeling တခုရတယ်အဲ့ဒါကိုကျွန်တော်တို့ကဝယ်သူပေါ့နော်ကြည့်တဲ့လူမြင်တာအောင်နောက်တစ်ခုကဒီမှာဒီထဲမှာဆိုရင်ကျွန်တော်မိခံတက်တာတွေပါထားလို့ရတယ် decoration လုပ်လိုက်ရင်ဒါမိခံတက်တာတွေပါညာအထက်ထည့်ထားလို့ရတယ်အဲ့ဆိုရင်ဒီမှာအိတ်ခမ်းကအိတ်ခမ်းတစ်ခမ်းနှစ်ခမ်းပြီးရင်နောက်ဒီဘက်မှာအိတ်ခမ်းတစ်ခမ်းဒီခမ်းဆိုရင်ဒါကျဲတာပဲ10ပဲဒီလိုဆိုရင်နေဆို18ပေလောက်ဒီလိုအခန်းကျင်မယ်စီလင်ကလည်းကျွန်တော်တို့ဒီသူမြူကိုအထဲမှာထည့်မြုပ်လိုက်တဲ့ဖြစ်ကြောင့်ဖုန်ဒီပိုင်းတင်မဲ့နေရမရှိတော့ဘူးเนาะဖုန်ဒီပိုင်းမတင်တော့ဘူးဒီမှာလည်းပတ်သက်ပါပြီးသားပူထားတယ်ဒါတွေအကုန်လုံးကော်တွန်တစ်စိတ်တွေပဲ
သုံးထားပြီပေါ့လာဆိုတော့ကျွန်တော် second floor ပြီး third floor တက်ကြည့်ဒီအိမ်မှာတော့ legal အိမ်ရဲ့လင်းတဲ့နေရာအရန်ကောင်းတယ်ဘာလို့ဆိုရင်ဒီပေါ့နော်အပေါ်ကနေအဲ့လိုယူထားတယ်ပြည်ဒီမှာလည်းအောက်မှာအောက်ပေါ့နော်ဆိုတော့ဒီ lighting box ပေါ့နော်ဒီဘက်ချမ်းကလည်းအတူတူပဲ ceiling ကတခုလုံးကဟိုးပေါက်ထိကျွန်တော်တို့လီဝင်လင်ထွက်ကောင်းနေပါတော့အပေါ်မှာတော့ဒီဘက်မှာအခက်အကျယ်တစ်ခုရှိမယ်နောက်ဒီဘက်ချမ်းမှာလည်းအခက်အကျယ်တစ်ခုရှိမယ်ဝရန်တာအကျယ်တစ်ခုရှိမှာနော်ဒီအခန်းလေးထုံးစံအတိုင်းပဲမကြည့်စီဒီမှာဆိုရင် wardrobe ပေါ့နော်တီးတဲ့ wardrobe ကိုထားလို့ရတယ်နောက်ရချုံကအိမ်တာကတော့ထုံးစံပဲအရန်ကိုကျယ်အဓိကတော့သူကပစ္စည်းကောင်းတယ်ပေါ့နော်ဘယ်အောက်မှာပြောဖို့တခုကြံခဲ့ဒီကျွန်းပေါ့နော်ကျွန်းဆိုသူတပေအပြည့်ကိုကျွန်းပါကီသုံးထားပြီးတယ်နောက်တစ်ခုကတော့ဘယ်အလွာပဲရရောက်ဒီလိုဗရန်ဒါတစ်ခုထည့်ထားပြီးတော့ပုံမှန်တော့ဗရင်ပေါက်ပဲထည့်ထားရပါတော့ဗရင်ပေါက်ထပ်ထားတာနဲ့ဒီတကားထားတာနဲ့ကတော့ဟိုအများကြီးกว่าပါနော်တကားထားရင်တော့ဟိုတကားဖွင့်လိုက်ရင်ဟိုလူအပြင်သွားလို့ရတယ်ပန်းလေးစိုက်လို့ရတယ်ခုနကအဝတ်လေးလမ်းလို့ရတယ်အဲ့တော့ကျွန်တော်တို့6ခန်းမြောက်ပါနော်ဘာလို့မြင်းကြီးထက်မှာအိတ်ခန်းတစ်ခန်းဒုတိယထက်မှာ3ခန်းတတိယထက်မှာအဲ့ချွေးအိမ်သာတွဲပါပြီးတာဆိုအရှိဝရန်တာအကျယ်လေးပြပြီဒီရှိဝရန်တာအကျယ်လေးကတော့ဒီစကူလိုက်ပါထည့်ထားပြီးဒီမှာဆိုဖာလေးထားမယ်တကယ်ချင်းမိတ်ဆွေနဲ့ chill မယ်ဒီဘက် chance ဆိုရင်လုံးဝအင်ဂျီအိမ်ကောင်းနေပဲဟိုဆက်ဆောက်နေရနောက်ဟိုသူကမြောက်တကုံရဲ့အားသာချက်ကအခုလိုပေါ့နော်လမ်းကျယ်တယ်တလန်းမောင်းတို့ကိုပိုင်လန်းတို့ဆိုတာမျိုးထက်ဘယ်ဘက်ကနေပဲသွားလမ်းပိတ်တယ်ဆိုတာနဲတယ်ဒီလမ်းသွားလို့မရဆိုဟိုဘက်လမ်းဒီမြောက်တကုံမှာလည်းအရန်ကိုစီကားပြီးဈေးနှုန်းကလည်းအရန်ကောင်းနေပြီပေါ့အခုဒီအိမ်ကတော့39,500နဲ့ရောင်းမဲ့အိမ်တစ်လုံးပဲဖြစ်ပါလေဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်